ကိုပါသူတို့ရဲ့ချွန်ထက်တဲ့ပါဇက်တွေနဲ့ဒရက်ဆက်ဝါမျိုးပစ်ကြတာပါကျိုင်းကောင်အုပ်စုကြီးတစ်ခုကတရက်ချင်းမှာလူသားပေါင်း3000ခွဲစာစားသုံးမဲ့အစာအာဟာရတွေကိုအကုန်အစင်ဖြက်စီးပြစ်နိုင်တာပါသူတို့ဖြတ်တန်းသွားတဲ့နောက်ကွယ်မှာလူသားတွေနဲ့တရိတ်ဆန်တွေအတွက်ကတော့အငတ်ဘေးနဲ့တီမီရဲ့အရေးအယောင်ကလွဲလို့ဘာမှကြံရစ်ခဲလေးမရှိပါဘူးဒါပေမဲ့ဒီဇက်လန်ရဲ့အမောင်ဆုံးနဲ့စိတ်တစအဆန်ဆုံးအပိုင်းကတော့သူတို့အချင်းချင်းကြားကဆက်ဆံရေးပါသူတို့ကအုပ်စုလိုက်ရှေ့ကိုပဲမနာတမ်းပြန်တန်းနေကြတာဟာခေါင်းဆောင်ရဲ့နောက်ကိုလိုက်နေကြတာလုံးဝမဟုတ်ပါဘူးတကယ်တော့ရှေ့ကပြေးနေတဲ့ကျိုင်းကောင်တွေကနောက်ကလိုက်လာတဲ့ကျိုင်းကောင်တွေရဲ့အကြိုက်ခံရမှာကိုကြောက်လို့မနာတမ်းပြေးနေကြတာပဲဖြစ်ပါတယ်သူတို့အုပ်စုထဲမှာအစာပြက်လက်မှုစတင်ပြီဆိုတာနဲ့နောက်ကလိုက်လာတဲ့အကောင်ကအရှိကအားနေတဲ့အုပ်စုဝင်တွေကိုအရှင်လက်လက်ကြိုက်သက်စားပစ်ကြတာပါရှေ့ကကောင်ကလည်းအစားမခံရဖို့အတင်းပြေးနောက်ကကောင်ကလည်းအစာရဖို့အတင်းလိုက်နေတန်ပေါင်းများစွာတော့တတ်တန်ကျိုင်းကောင်ကြီးတွေကအချင်းချင်းပြန်လဲဝါမျိုးတက်ဖြတ်ရင်းနဲ့ပဲရှေ့ကိုဒေါသတကြီးချီတက်နေကြတယ်တဘာဝတရားရဲ့သွေးစွန်းတဲ့ထောင်ချောက်တစ်ခုဖြစ်နေတော့တာပါအန်နီရဲ့ကင်းနဲ့အင်းဆက်လေးတွေကနေအချင်းချင်းပြန်လဲဝါမျိုးပြီးကဘာပြက်အောင်ဖြစ်စီတတ်တဲ့တတ်တန်ကျိုင်းကောင်တွေရဲ့ဖြစ်တည်မှုကတော့တကယ့်ကိုချိတ်လက်အံ့ဩစရာကောင်းပါတယ်တင်ရောအုံနောက်ထဲကတက်ပြောင်းလဲမှုကြောင့်စိတ်တသာဆက်ဆက်မျိုးတူပြန်စားပြီးချီတက်တတ်တဲ့ဒီကျိုင်းကောင်အုပ်ကြီးတွေရဲ့အမောင်ချမ်းကို